င်္ဂလာပါခင်ဗျာအခုဖတ်ပြမယ့်စာအုပ်ကတော့စာရေးဆရာကိုတာရဲ့စာတင်ကြောင်းများ၏ပြဿနာများနှင့်သိမြင်နားလည်ခြင်းဖြစ်ပါတယ်ဒီစာအုပ်ထဲကအခန်း3စာမေးပွဲ The Test ကိုဖတ်ပြမှာပါစာမေးပွဲ The Test ကျောင်းနေရင်စာမေးပွဲကဖြေရတာပဲစာမေးပွဲဖြေရတာကလေးတင်မဟုတ်ဘူးအမေလည်းဖြေရတယ်ကျွန်တော်ကလုံးမနီမှာဆရာကြီးလုပ်ရတော့တနေ့လုံးကြာအောင်ပြောဆိုပြောနိုင်ပါတယ်ကလေးကဖွဖြိုးရမှာတဦးနဲ့တဦးမတူကြောင်းညံတွေကအမျိုးအစားအများကြီးရှိကြောင်းကျောင်းသားကိုယ်တိုင်စူးစမ်းလာတဲ့သင်ယူခြင်းအကြောင်းပြောလဲပြောတာပါပဲစာမေးပွဲတစ်ခုတည်းနဲ့မိမိရဲ့ကလေးကိုမသတ်မှတ်နဲ့တခြားနေရာမှာတော်တာပဲစသည်ဖြင့်အမေတွေကလည်းနားထောင်ကြတာပါပဲသို့တော်ကျွန်တော်သိနေတာပါပဲတဘာဝအရာဖြစ်တဲ့လူပင်ကိုသိစိတ်နေကြထိုင်ကြရတဲ့စိုးရိမ်တောကတွေများတဲ့မျက်မှောက်ကာလအမေတွေမှာစာမေးပွဲတောကစိတ်ကများတာပါပဲသမီးကိုရှင်းပြရင်နိုင်သူဖြစ်စေချင်တာပဲနိုင်တာကအရေးမဟုတ်ပါဘူးအရေးမကြီးလှပါဘူးတခါတရံမှာသမီးလေးကြာရှုံးတာကသူ့အတွက်ပူကောင်းခြင်းတောင်ကောင်းအောင်မှာကျမသိပါရဲ့ဒါပေမဲ့ကျမတို့ကြီးမဟုတ်ပါဘူးမိဘတိုင်းမှာကလေးနဲ့ဆက်ရင်ကြားစိတ် Tiger Tendencies Tiger Mother ကိုဖတ်ဖူးကြမှာပါဖြစ်တာကများတာပဲကျမသမီးရဲ့အစ္စဒယုံထရှင်သာနိုင်ခြင်းစူးစမ်းလူခြင်းသူ့စိတ်ကူးနဲ့သူမွေးလျော်ပျော်ပိုက်နေတာကိုကာကွယ်ခြင်းလိုက်တာဒီလိုလုပ်ပြခမားကိုကျွန်တော်အကြံဉာဏ်ကလေးပေးမယ်လို့ပြောရတယ်အတူကောက်က test ပဲ1 manage the test စာမေးပွဲဟာဘာအတွက်လဲစစ်ပုံစစ်နည်းဖြေပုံဖြေနည်းသိအောင်လုပ်ဖြေတတ်အောင်လုပ်ထား2 manage emotions စိတ်အလွန်မလှုပ်ရှားတတ်အောင်စာမေးပွဲမှာရောဘဝမှာပါ EQ လို့ခမားတို့ပြောကြတယ်မဟုတ်လား3 manage self motivation အောင်မြင်တဲ့ကလေးတိုင်းဟာသူတို့ပန်းနိုင်တဲ့သူတို့ရှိကြတယ်ထိတ်ဆုံးအမှတ်တွေထက်အရေးကြီးတယ်လို့သိကြတယ်စူးစမ်းအားထုတ်မှုကသာအရေးကြီးတာလူကြီးတဲ့ကလေးကဥဆောင်တယ်ဝါသူလှုပ်ရှားရှိတာစူးစမ်းလုပ်တယ်4 manage your tone ကလေးကိုချီပြင်ပေးဖို့အာယုံမဆိုင်ပဲကိုသဘောထားကိုလည်းပြင်အောင်မိဘအနေနဲ့ဘယ်လိုစကားပြောကြမလို့မိဘဟာသူ့စိုးရိမ်ကြောင်းကြမှုကိုထိန်းရမှာပဒါမှသူ့ကလေးမှာတည်ငြိမ်မှုလျော်ကန်တဲ့ယုံထရှင်သန်နိုင်စွမ်းကိုကူညီတိဆောက်ပေးနိုင်မယ်ကလေးကိုသူ့သဘောတဘာဝအတိုင်းလဲဖြစ်အားထုတ်လို့စိတ်လဲဖြစ်လာအောင်ဘယ်လောက်ထိလှုပ်ပေးရမလဲစဉ်းစားရမှာပါဘယ်အထိတော့ဖြစ်မရဘူးပေါ့ငယ်ငယ်ကလေးကလုံနေကြဆိုရင်တော့မခက်ဘူးကလေးတဦးမှနောက်မကြံစေနဲ့ No Child Left Behind တို့အားလုံးထိတ်ကိုရောက်ရမယ် All to the Top တို့အမေရိကမှာလုပ်တယ်George Bush နဲ့ Obama တို့လက်ထက်မှာစာမေးပွဲရမှတ်တွေကိုအာရုံစိုက်တယ်ဆရာမကိုကျောင်းရဲ့စာမေးပွဲရမှတ်တွေပေါ်မူတည်ပြီးအကဲဖြတ်တယ်နိုင်ငံတကာစာမေးပွဲရမှတ်ဥပမာ PISA Program for International Student Assessment တွေနဲ့မိမိနိုင်ငံရဲ့ပညာရေးကိုအကဲဖြတ်တယ် Neocon Test Driven Teaching လို့ဝေဖန်ကြတယ်စာမေးပွဲကမောင်းနှင်သောတင်ကြားရေးတဲ့ဒါပေမဲ့ယခုတွေ့လာရတာကစာမေးပွဲရမှတ်တွေပိုကောင်းလေကျောင်းသားတွေဟာစဖတ်ချင်းမှာရော့လေဖြစ်လာတာကျောင်းသားဟာစာမေးပွဲမှာသူကောင်းဖြေနိုင်တဲ့ဘာသာရပ်တွေမှာစိတ်ဝင်စားမှုလျော့နည်းလာတဲ့ increasing scores declining interest ပြဿနာဆိုပဲစာမေးပွဲတွေမှာဟန်မကြတာတွေအများကြီးရှိတယ်1ဘာမဟုတ်တဲ့အကြောင်းအရာတွေကိုစစ်တယ်2စာမေးပွဲဟာကျောင်းသားရဲ့အချိန်နဲ့ငွေကိုဖြုံးတီးတယ်3ကျောင်းသားတွေကျောင်းကိုမုန်းအောင်လုပ်တယ်မိဘတွေကိုစာမေးပွဲအတွက်ပြင်ဆင်ပေးသူတွေဖြစ်အောင်လုပ်တယ်4စာမေးပွဲတွေကြောင့်ဆရာတွေဟာစာသင်ရတာကိုမုန်းလာတယ်5ကျောင်းသားအမျိုးမျိုးရှိပေတဲ့စာမေးပွဲကအမဲဆုံးလင်းအမျိုးအစားကွဲတာကိုအခြေမလှအောင်လုပ်တယ်6စာသင်တာဟာစာမေးပွဲအတွက်ပဲဖြစ်လာတယ်9ကျောင်းကြီးဝင်ခွင့်စတဲ့စာမေးပွဲကြီးတွေဟာ
ခိုးချဖို့ဆွဲဆောင်တယ်ရှစ်အစိုးရတွေဟာစာမေးပွဲတွေနဲ့ကစားတတ်တယ်အောင်ချက်ကောင်းအောင်လုပ်တယ်နဲအောင်လုပ်တယ်စာမေးပွဲများများလုပ်တယ်စာမေးပွဲဟာအတိတ်ပဲမရှိအောင်ကိုဖြစ်လာတယ်ကိုစာမေးပွဲမေးခွန်းတွေအပြေလွှာတွေဟာအမှားအယွင်းမကင်းဘူးလုံမနီမှာစာမေးပွဲအတွက်စာတင်တာမဖြစ်စေနဲ့လို့တော့ဆရာတွေကိုပြောတာပဲစာမေးပွဲစစ်ခါနီးမှာပဲနည်းနည်းပြင်ပေါ်လို့ပြောတယ်10တန်းစာမေးပွဲအတွက်10တန်းတစ်နှစ်ဆိုရင်ပြင်ဆင်မှုတော်လောက်ပြီလို့ကျွန်တော်ကယူဆတာ9တန်းနှစ်ဆုံးထိတက်တက်တာအားလုံးသင်စီခြင်းနဲ့မိဘတွေကစိုးရိမ်နေပြီးဆရာတချို့ကတစ်နှစ်နဲ့မရဘူးလို့ယူဆကြတယ်စာမာတော်တဲ့ကလေးအတွက်ရသစ်ပါတယ်တခြားအတန်းတင်စာမေးပွဲတွေမှာစာမေးပွဲအတွက်သက်သက်တင်တာမလုပ်ဘူးကျွန်တော်ကျောင်းကကလေးအများစုဟာပေါ့ပေါ့ပါပါပျော်ပျော်ရွှင်ရွှင်ပဲစာမေးပွဲတွေဖြေကြတာကိုတွေ့တယ်အခုနားဆင်ခဲ့ရတာကတော့စာရေးဆရာကိုတာရဲ့စာတင်ကျောင်းများ၏ပြဿနာများနှင့်သိမြင်နားလည်ခြင်းစာအုပ်ထဲကအခန်း3စာမေးပွဲ The Test ဖြစ်ပါတယ်အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ